မနဲ့အဲ့ရထားတဲ့ခါကျရင်ခြေပွားတွေကမထောက်နိုင်ဘူးအဲ့တော့ခြေပွားနာပေါ့နော်ခြေပွားမထောက်နိုင်ဘူးခြေပွားနာဖြစ်တယ်ဆိုရင်ညအိယာဝန်ကနီးမှာရင်လေးပူပူစတိစလုံးလေးတဲ့ဒီခြေမျက်စိမြုပ်နိုင်တဲ့အနေအထားမျိုးရင်လေးပူပူလေးထဲမှာကွန်ရွက်တုံရက်ကိုကြည်ညက်အောင်ထောက်ပြီးတော့ကွန်ရက်တုံရက်ထည့်ပြီးစားလက်တစ်စုပ်ထည့်ပြီးတော့ခနေနွေးလေးဖြစ်ပြီးဆိုလို့ရှိရင်အဲ့ဒီခြေတော့နှစ်ဖက်ကိုစိန်ပြီးတော့ဒူကောင်းအထက်ကနေပြီးတော့အဲ့ဒီခြေတော့စိန်ထားတဲ့အဒီစောင်းလေးနဲ့ပလည်းအုပ်ပြီးတော့အဲ့ဒီကိုင်းရွက်နဲ့စားနဲ့ရင်းနေငွေကိုခြေပွားကိုတန်းနိုင်တယ်လို့ခနိုင်တယ်လို့နွေးလေးခံပြီးအနွေးသားမရှိတော့ဘူးဆိုတဲ့ကမှခြေတော့တွေပါတုတ်ပြီးတော့အဲ့ဒီခြေပွားနာနေတဲ့အဲ့ဒီနေရာမှာခြေမကနေပြီးတော့တက်တဲ့ဆွဲသွားတဲ့အကျော်ပေါ့နော်ခြေပွားမှာခြေမရဲ့ဒီအောက်မှာရှိတဲ့အဲ့ဒီဘေးကြောသားတွေအဲ့ဒါသူကခြေတော့တစ်ခုလုံးရဲ့ဒီဘေးမှာရှိနေတဲ့အဲ့ဒီခြေမရဲ့ဒီဘေးကြောသားကအရာအေးပါတယ်ပေါ့နော်အဲ့ဒီခြေပွားတစ်ခုလုံးလိမ့်ပြီးရင်လည်းရတယ်အဲ့ဒီတော့ခြေမအောက်ကတက်တော့ဝိုင်းခြေပွားရဲ့အလဲဘေးကြောသားအဲ့ဒီမှာအရှိအမြောင်းရှိရဲ့ခြေမကိုကော်လိုက်လို့ရှင်အဲ့ဒီခြေပွားတွေကိုနန်းစီနဲ့ခြေပွားအတားတဲ့စိတ်ဝင်နေအောင်9မိနစ်စီနှစ်ဖက်စလုံးပို့လိမ့်ပြီးမှအိပ်ပြီးဒါဆိုမနေ့အရာထားတဲ့ခါကြလို့ရှိရင်ခြေပွားတွေဟာတိတိတတ်တာထောက်လာနိုင်လိမ့်မယ်တပတ်တိတိလုပ်ပြီးပါအနည်းဆုံးတပတ်တိတိ